မင်္ဂလာပါချဲကလေးလေးတွေကိုဝါဆွဲပြီးတွဲများတင်ကြားကြဆိုတာသင်ခန်းစာထဲမှာပါတယ်ရုပ်ပုံကလေးတွေကြည့်ကြရဲရွတ်ဆိုရေးကြည့်မဲ့သင်ခန်းစာကိုသင်ပေးမှာပါအဲ့တော့ channel တူတူရုပ်ပုံကလေးတွေကြည့်ပြီးတော့ရွတ်ဆိုကြည့်ရအောင်ပါနာငယ်ဝါဆွဲရေးချဝစ်ဆက်နှလုံးပေါင်းနွားနာငယ်ဝါဆွဲရေးချဝစ်ဆက်နှလုံးပေါင်းနွားအဲ့ဒါကိုချဲတို့တွေကအတန်ထွက်နေနဲ့ဖတ်မယ်ဆိုရင်ဒီနွားဒီနာငယ်ဝါဆွဲနွားဆိုတဲ့အတန်ကိုယူမှာပါအဲ့ဒီနွားဆိုတဲ့အတန်ကိုယူပြီးတော့အာရေချဝစ်ဆန်းနှလုံးပေါက်အာဆိုတဲ့အတန်ထဲမှာသွားပေါင်းမှာပါအဲ့တော့နွားအာနွားလို့ဖတ်ရပါမယ်စလုံးပေါင်းနည်းနဲ့ဖတ်မယ်ဆိုရင်နာငယ်ဝါဆွဲရေချဝစ်ဆန်းနှလုံးပေါက်နွားအတန်ထွက်နည်းနဲ့ဖတ်မယ်ဆိုရင်နွားအာနွားဆိုပြီးတော့ဖတ်ရပါမယ်တဝေထိုးကကြီးရပင်ကြီးဝစ်ဆန်နှလုံးပေါက်ကြီးရကောက်ဝဆွဲရေးချရွာကြီးရွာဒါဆိုရင်ရပင်အတန်ကကြီးနဲ့ရပင်ပေါင်းထားတဲ့အတန်ကိုအရင်ယူပါမယ်ကြဆိုတဲ့အတန်ကိုအေးတန်ထဲမှာသွားထည့်ပါမယ်ကြအေးကြီးဒါဆိုရင်ရကောက်ဝဆွဲရွာဆိုတဲ့အတန်ကိုအာရေးချအာဆိုတဲ့အာတန်ထဲမှာသွားပေါင်းမှာပါအဲ့ဒါကြောင့်ရွာအာရွာဆိုပြီးတော့ဖတ်ရပါမယ်စလုံးပေါင်းနဲ့ဖတ်မယ်ဆိုရင်တဝေထိုးကကြီးရပင်ကြီးဝစ်ဆန်နှလုံးပေါက်ကြီးရကောက်ဝဆွဲရေးချရွာကြီးရွာအတန်ထွက်နည်းနဲ့ဖတ်မယ်ဆိုရင်ကြအေးကြီးရွာအာရွာကြီးရွာဘာသာဝဆွဲနောက်ပြည့်ပွဲဘာသာဝဆွဲနောက်ပြည့်ပွဲပွားအေးပွဲဘာသာရေးပတဝေထိုးလာဝဆွဲလွေပလွေပအပလွာအေလွေပလွေအာတဝေထိုးနာငယ်ဝါဆွဲနွေဝစ်ဆန်နှလုံးပေါင်းနွေအန်နွေထားစင်တူရဲ့ညက်တာထဲအန်နွေထဲအာနွားအေးနွေအန်နွေထအဲထွဲအထအဲထဲအန်နွေထဲအာဘာကောင်ဝါဆွဲရေးချဝစ်ဆန်နှလုံးပေါင်းဘွားအဘွားအာလုံးတင်ချောင်းငင်အိုအဘွားအိုအာဘွားအာဘွားအဘွားအိုအဘွားအိုဒီအတန်မှာကချဲတော့ဒီအကကြတော့သူ့ရဲ့အတန်အတိုင်းပဲရှိပြီးသားဆိုတော့ဟိုဒီတိုင်းပဲဖတ်ရမှာပါဗောနော်အဘွားအိုလာရေးညက်တာလဲစားလိန်ဝါဆွဲနောက်ပြည့်ဆွဲလဲဆွဲလာအဲလွဲလာအဲလဲစွာအဲဆွဲလဲဆွဲတာဝါဆွဲရေးချဝစ်ဆန်နှလုံးပေါက်သွားအားသွားတဝေထိုးငါဝါဆွဲငွေတဝေထိုးကကြီးရရည်ကြီးဝစ်ဆန်နှလုံးပေါက်ကြီးငွေကြီးငွားအေငွေကြအေးကြီးငွေကြီးဒီစကားလုံးလေးတွေဖတ်ရအတန်းနဲ့ထောက်ပါရနော်ခါကွေဝါဆွဲနောက်ပြည့်ခွဲခါကွေဝါဆွဲရေးချခွာခွဲခွာခွာအဲခွဲခွာအားခွာခွဲခွာဘာသာဝဆွဲနောက်ပြည့်ပွဲတဝေထိုးတောင်းပူရေးချရှိထိုးတော်ပွဲတော်ပွားအဲပွဲတအော်တော်ပွဲတော်တောင်းပန်ပူရေးတဖောက်ထုံးဝဆွဲနောက်ပြည့်ဖွဲတက်ဖွဲဖောက်ထုံးဝဆွဲနောက်ပြည့်ဖွဲတက်ဖွဲဖွဲတအတဖွာအဲဖွဲတက်ဖွဲဖွာအဲဖွဲတက်ဖွဲဖွဲတဝေထိုးခါခွေဝါဆွဲခွေဝစ်ဆန်နှလုံးပေါက်ခွေကကြီးရေကခွေကတဝေထိုးလာရေလေးဝစ်ဆန်နှလုံးပေါက်လေးခွေကလေးခွာအေးခွေကအကခွေကလာအေးလေးခွေကလေးလာဝါဆွဲရဲ့တာလွဲလာဝါဆွဲရဲ့တာလွဲလွဲကကြီးရေနှစ်ချောင်းငင်ကူလွဲကူကကြီးရေနှစ်ချောင်းငင်ကူလွဲကူလွာအဲလွဲကဥကူလွဲကူကဥကူလွဲကူဖောက်ထုံရရဲ့နှစ်ချောင်းငင်ဖြူဖောက်ထုံရရဲ့နှစ်ချောင်းငင်ဖြူတဝေထိုးဖောက်ထုံဝါဆွဲဖွေးဝစ်ဆန်နှလုံးပေါက်ဖွေးဖြူဖွေးတဝေထိုးဖောက်ထုံဝါဆွဲဖွေးဝစ်ဆန်နှလုံးပေါက်ဖွေးဖြူဖွေးဒါဆိုရင်ရရည်တန်ကိုယူရပါမယ်ဖြဥဖြူဖွာအေးဖွေးဖြူဖွေးဖွာအေးဖွေးဖြူဖွေးလာရေးနှစ်ချောင်းငင်လူငါရေးရတငယ်လူငယ်လာရေးနှစ်ချောင်းငင်လူငယ်လူရာကဝါဆွဲရတာရွယ်လူငယ်လူရွယ်လာဥလူငါအဲငယ်လူငယ်လာဥလူငယ်လူရွာအဲရွယ်လူငယ်လူရွယ်
ပါဆောင်ရေချောင်းငင်ပူလာရေနောက်ပြစ်လဲပလဲခြေတို့ရဒီစကလုံးကိုပေါင်းတဲ့ခါကြလို့ရှင်ပူလဲလို့ပေါင်းဝင်မယ်အတန်ထွက်တဲ့ခါကြလို့ရှင်တော့ပူလဲလို့မထွက်ရပါဘူးเนาะပလဲလို့ပဲထွက်ပါမယ်ပလဲတာဝါဆွဲရတာတွဲပလဲတွဲပါဥပူလာအဲလဲပလဲတွားအဲတွဲပလဲတွဲတဝီထိုးမဝါဆွဲမွေဝဆန်နှလုံးပေါင်းမွေဖောက်ထိုးဝါဆွဲရေချဝဆန်နှလုံးပေါင်းဖွာမွေဖွာမွာအေးမွေဖွာအားဖွာမွေဖွာတဝီထိုးရကောက်ရေတဝီထိုးနာငယ်ဝါဆွဲနွေဝဆန်နှလုံးပေါင်းနွေရေနွေရအေးရေနွားအေးနွေရေနွေဆိုပြီးတော့ဖတ်ရမှာပါအဲ့တော့ကလေးလေးတွေကဒီစကားလုံးလေးတွေကိုလေ့ကျင့်စာအုပ်ထဲမှာထပ်ခါနဲ့အရေးဆွဲမှန်မှန်လေးနဲ့ရေးကျင်ကြည့်မယ်ရွတ်ဆိုကြည့်မယ်အတန်ထွက်နည်းနဲ့ရောစလုံးပေါင်းနည်းနဲ့ရောရွတ်ဆိုကြည့်မယ်ဆိုရင်တော့ဒီသင်ခန်းစာကိုကလေးလေးတွေကြည်ကြည်ညက်နဲ့ရသွားပါလိမ့်မယ်အဲ့တော့ channel တူတူနောက်ထပ်သင်ခန်းစာတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်နော်